Grade 11 Maths Chapter 1 Exercise 1.1 နဲ့က Number 9 နဲ့ 10 မိခွန်းကိုရှင်းပြထားတာဖြစ်ပါတယ်။မင်္ဂလာပါဒီချက်ကတော့ထက်တန်းသင်ချရဲ့သင်ခန်းစာတွေကိုမိခွန်းလေးတွေနဲ့ theory ကအစရှင်းရှင်းလင်းလင်းနားလည်အောင်သင်ပေးနေတဲ့ဒီချက်တွေဖြစ်ပါတယ်။ဒီမိခွန်းလေးတွေမှာဆိုရင်လည်းဒီချက်ပြောနေကြအတိုင်းပေါ့နော်မိခွန်းလေးတွေကိုနားလည်စေခြင်းနဲ့เนาะရွယ်ချက်နဲ့ဒီချက်ကရှင်းပြထားတာဖြစ်ပါတယ်။အခုဒီချက်ရှင်းတာလေးကြည့်ရအောင်เนาะနံပါတ်9ကိုရှင်းပြမှာဖြစ်ပါတယ်။မိခွန်းလေးက when the expression x2 plus ax squared plus 4 is divided by x plus 1 the remainder is 6 greater than the remainder when it's divided by x minus 2 find the value of aအတိကိန်းတန်ကို A ကိုမေးတာဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်တို့ကအတိကိန်းတစ်လုံးမှမေးတာဖြစ်တဲ့အတွက် equation တွေတစ်ချောင်းပဲရှိရမယ်။ဒါဆိုရင်ဒီချက်တို့ရရမယ် equation ကိုကြည့်ရအောင်နော်။ဒီကိန်းတန်းလေးကိုဒီချက်တို့ကဒီ x plus 1နဲ့စမယ်ဆိုရင်တဲ့ဆိုတော့ x plus 1နဲ့စမယ်ဆိုရင် remainder ဒီ f1 minus 1ဖြစ်မယ်။နောက်တစ်ခါဆက်ကြည့်ရအောင်နော်။ဒီ x minus 2နဲ့စမယ်ဆိုရင်တော့ remainder ကf4 2ဖြစ်မယ်သူကစာကိန်းကနှစ်ခုရှိတာအဲ့မှာဘာနှိုင်းရှင်ထားလဲဆိုရင် x plus 1နဲ့စားလို့ရတဲ့ remainder ဒီ x minus 2နဲ့စားလို့ရတဲ့ remainder ထက်6ကြီးတယ်လို့ပြောတဲ့အတွက်ဒီချက်တို့က f4 2တဲ့ကို6ပေါင်းထည့်မယ်ဒါဒီဒီချက်တို့မသိကိန်းရှာမယ်ဒီမြတ်ချင်းလေးရပါပြီစာသွင်းပြီးတော့ပြလိုက်တဲ့အခါမှာချက်တို့လိုချင်တဲ့ a တန်ဖိုးလေးရမှာဖြစ်ပါတယ်ဒီအတွက်ဒါလေးကြည့်ရအောင်နော်ဒါဆိုရင်ဒီချက်တော့ဒီကိန်းတန်းထဲမှာ f4h လို့သတ်မှတ်ထားတာမရှိတဲ့အတွက်ဒီချက်ကအရှင်းမှာ led let ဆိုတာလေးကိုရေးမယ် let f4h equal to h2 plus ax squared plus 4ကိုထားမယ်ပြီးရင်ဒီ f4h လေးကို x plus 1နဲ့စမယ်ဆိုရင် remainder က f4 minus 1 f4h ကို x minus 2နဲ့စမယ်ဆိုရင် remainder က f4 2ပေါ့နော်ဒီမှာမှကျဲ remainder နှစ်ခုကိုနှိုင်းရှင်းပြီးတော့ညီမျှချင်းလေးချမယ်ဆိုရင် f4 minus 1ဒီ f4 2ထက်6ကြီးတာဖြစ်တဲ့အတွက်ဒီချက်တို့က f4 2ဘက်မှာ plus 6ကိုလေးရေးပြီးတော့ညီမျှချင်းချမယ်နော်ဒါလေးကဘာလဲဆိုလို့ရှိရင်တော့ဒီချက်တို့ given ကပြောတာဖြစ်ပါတယ်ဒီမှာမှကျဲတို့ကိန်းစဉ်တွေကို minus 1စသွင်းမယ်ဒီဘက်ကိုတော့2စသွင်းမယ်နော်အဲ့တော့ minus 1လေးစသွင်းမယ်minus 1 the whole cube plus a into minus 1 the whole square plus 4 equal to တစ်ဖက်ကတော့2 cube plus a into 2 square plus 4ဆိုတာလေးရမယ်ပြီးမှတစ်ခါနောက်က plus 6ဆိုတာလေးထည့်အဲ့တော့ဒီဘက်က minus 1 plus a plus 4တစ်ဖက်ကတော့ a plus 4a plus 10ဆိုတာလေးရထားမယ်။ဒါလေးကိုဒီထဲကိုရှာမှာ a ကိုလိုချင်တာဖြစ်တဲ့အတွက်เนาะဒီ a ရှိတာဒီတစ်ဖက်ကိုထားမယ်မရှိတာတစ်ဖက်ကိုမယ်ပေါ့နော်။ဒါဆိုရင်တော့ဒီဘက်မှာ a minus 4a ဆိုတာလေးရှိမယ်။ဒီဘက်ကတော့ကျတို့8နဲ့10နဲ့ဆိုတော့18ဖြစ်မယ်။ဒီမှာက minus 1နဲ့4နဲ့က3ဆိုတာလေးရမယ်။တစ်ဖက်ကိုပို့လိုက်မယ် minus 3ဖြစ်မယ်နော်အဲ့တော့ဆက်ရှင်းမယ်ဆိုရင်တစ်ဖက်က minus 3a equal to တစ်ဖက်ကတော့15ဆိုတာလေးရမယ်အဲ့တော့ a တန်ဖိုးလေးရမယ် a equal to minus 5ဆိုတဲ့အဖြေလေးရပါအဓိကတော့မေခွန်းနားလည်ဖို့အရေးကြီးပါတယ်နော်ဒါကြောင့်မို့ဒီကမေခွန်းကိုနားလည်ဖို့အတွက်အဓိကထားပြီးတော့ရှင်းပြတာဖြစ်ပါတယ်မင်္ဂလာပါနံပါတ်10ရဲ့မေခွန်းလေးကWhat number should be subtracted from 3x2 minus 5x squared plus 6x so that on dividing it by x minus 3 the remainder is 8အဲ့တော့ကိန်းတန်းကို x minus 3နဲ့စားပြီးတော့အကျွင်းက8ရဖို့အတွက်အဲ့ဒီကိန်းတန်းတွေကနေပြီးတော့ဘယ်နံပါတ်ကိုနှုတ်ရမလဲအဲ့တော့တခြားတို့ရဲ့ဒီကိန်းတန်းမှာဆိုလို့ရှိရင်နောက်မှာတခြားတို့ကကိန်းတွေတစ်ခုပါတာပေါ့နော်အပေါင်းကိန်းသို့မဟုတ်နှုတ်ကိန်းပေါ့အဲ့ဒီကိန်းလေးကိုမေးတာဖြစ်ပါတယ်နော်အဲ့တော့
ဒါဆိုရင်ဒီချက်တို့ကဒီတစ်ခါ remainder ကိုမေးတာလည်းမဟုတ်ဘူးဒါဒီထဲမှာလည်းမသိခင်းရမပါဘူးဟုတ်လားနှုတ်ရမယ် number ကိုမေးတာဖြစ်တယ်အဲ့ဒီ number ကိုဒီချက်တို့ကမသိခင်းတစ်ခုထားပြီးတော့အဖြေထုတ်ပေးရမှာဖြစ်ပါတယ်မေးခွန်းနားလည်မလားဒါဆိုလို့ရှိရင်တော့တွက်တာလေးကြည့်ရအောင်နော်အဲ့တော့ဒီချက်တို့ကျောင်းသားတွေမှာနော်တချို့ကျောင်းသားတွေမှာဘာအခက်ခဲရှိလဲဆိုရင်တွက်တာကတော့တွက်တတ်တယ်မေးခွန်းလည်းနားလည်တယ်ရေးတဲ့အခါမှာနော်အခက်အခဲဖြစ်တာလေးရှိတယ်အခုဒီမှာကတော့ရေတို့နှုတ်ရမယ်ဒီကိန်းလေးကိုရှာခိုင်းတာပေါ့နော်ဒါဆိုရင်အဲ့ဒီကိန်းလေးကိုကျွန်တော် A လို့ထားမှာအဲ့တော့ရေးရမယ့်စာကဘာရေးမလဲဆိုရင်တော့ let what number ဆိုတဲ့နေရာမှာ the number လို့ရေးလိုက်မယ် the number should be subtract နေရာလေးမှာ to be subtract လို့ကျွန်တော်ရေးလိုက်အောင်မယ်နော် to be subtracted equal to a လို့ရေးလိုက်မှာဖြစ်တယ်ဒါဆိုရင်ဒီချက်တို့ဒီ f of x ကိုထားလို့ရပြီပေါ့နော် let f of x equal to 3x2 minus 5x square plus 6x minus a လေးထည့်လိုက်မယ်ဆိုရင် theorem ကိုချက်တို့ရေးမယ် when f of x is divided by x minus 3ဆိုရင် the remainder equal to f of 3ဒါကဒီချက်တို့က remainder theorem လေးကိုသုံးပြီးရေးတာဖြစ်တယ်ဒီကတကယ်ပေးတာက remainder is 8လို့ပေးတဲ့အတွက်ချက်တို့f of 3လေးကို8နဲ့ညီမျှရင်းနေချလိုက်မယ်ဒါကတော့ given ရေးမယ်เนาะဒါ given ကရတာအဲ့တော့ 3 လေးကိုစားသွင်းလိုက်မယ်3 into 3 cube minus 5 into 3 square plus 6 into 3 minus a equal to တစ်ဖက်က8ဒါလေးကိုခြေတော့ဆက်ပြီးရှင်းလိုက်မယ်ဆိုရင်ဒီမှာ81 minus 45 plus 18 minus a equal to 8ဆိုတာလေးကိုရမယ်ဒါလေးကိုခြေတော့ဆက်ပြီးရှင်းလိုက်မယ်အဲ့တော့ဒီချက်တို့ဒီမှာရှင်းလိုက်တဲ့အခါမှာเนาะဒီဘက်က minus a equal to 8 minus 54ဆိုတာလေးရမယ်အဲ့တော့ဒီဘက်ကဒီချက်ဒီမှာရှင်းပြထားတာလေးရှိတယ်เนาะအဲ့တော့ဒီချက်ဒီမှာဆိုလို့ရှိရင် minus a equal to minus 46ပေါ့เนาะ therefore a equal to 46ဆိုတဲ့ဖြေလေးကိုရမယ်စာနဲ့မေးတာဖြစ်တဲ့အတွက်ဒီချက်တို့စာနဲ့ပြန်ဖြေပေးရเนาะ record number is 46ဆိုပြီးတော့ဖြေလေးထုတ်ပေးမယ်မင်္ဂလာပါ